ဖျားကတိဝနေတဲ့ချစ်တယ်တရားနာမှာတခါတလေဘယ်သူမှမရှိဘူးလို့တင်ခံစားနေတဲ့အချိန်တွေရှိမယ်တရားထိကြနေတဲ့အချိန်တွေရှိမယ်တင်ကိုကျွေးနေတဲ့အချိန်တွေရှိမယ်တင်ကိုမရှိဘူးလို့တင်ခံစားနေတဲ့အချိန်တွေရှိမယ်အေးတဲ့အချိန်မှာတင်နှုတ်ပတ်တော်ထဲမှာဖျားတခံဘာပြောတယ်လဲဆိုတာကိုတည်ရှိဖို့ရတဲ့လိုအပ်နေတာပဲဖြစ်ပါတယ်ရေယာမြခက်ကြီးတိုးစစ်တဲ့အငယ်တုံးမှာဖျားတခံတင်ကိုဘာပြောတယ်လဲဆိုရင်အကေစစ်ချောင်းရမြတ်တာနဲ့တင်ငါချစ်တယ်ဖျားကတိကိုချစ်တဲ့ဘယ်သူမှလောကကြီးမှာတင်ကိုချစ်မဲ့တူတွေမရှိလို့တင်ခံစားနေတဲ့အချိန်တွေမှာဖျားကတိကိုချစ်တယ်ဆိုတာသိရှိဖို့ရတဲ့လိုအပ်နေတာပဲဖြစ်ပါတယ်ကိုမူဖွားပေးတဲ့မိခင်တွေကတော့ကိုရဲ့တာမီတွေကိုမင်းပဲမလဲဖျားကတိကိုပေးတော့ခမမမေဘူးဖျားကတိကိုနေတဲ့ချစ်တယ်ဒါကြောင့်မတင်နာချင်နေတဲ့အချိန်တင်ငိုကျွေးနေတဲ့အချိန်ဒဏ်ရာနဲ့တင်ပြစ်နေတဲ့အချိန်ဖျားကရှိမှတင်ပြန်လာပါတင်းဒဏ်ရာတွေအရာအလုံးဖျားကကူတာပေးမှာပဲဖြစ်ပါတယ်တင်ကတန်မာတော့သူဖြစ်ပါတယ်တင်ကအထီးကျတော့သူမဟုတ်ဘူးတင်ကအရှိခံတော့သူဖြစ်ပါတယ်